ကိုကြိုက်တယ်လို့ဆော့ပါလေဆိုတော့အဲ့လိုမျိုးပဲရှိတယ်ကြိုက်တယ်လို့ဆော့ဆိုတော့ကျွန်တော် bro ရှိနေသေးရင်ပေါ့လေနားမလဲတာအရင်နားမလဲတာတော့အရင်များတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းနားမလဲတာတွေအများကြီးရှိသေးတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒီကျွန်တော်တို့ရဲ့ Disney Box ဆိုတဲ့ခေါ်တဲ့ဥစ္စာပေါ့ဒီဟာပဲကြံပါပြီးတော့ဒီကောင်ကအခြား game တွေလိုမျိုးမိတ်ဆော့မယ်ဆိုပြီး character တစ်ခုယူထားရတာနဲ့ဒီမိတ်ပဲဆော့နေရတာမျိုးမီလီဆော့မယ်ဆို character တစ်ခုယူထားတယ်မီလီပဲဆော့နေရတာမျိုးမဟုတ်ဘူးဗျာဒီလားသူကကိုတင်နဲ့ကိုဆော့တဲ့ item ပေါ်မူတည်ပြီးတော့မှကိုယ့်ရဲ့ role ကပြောင်းသွားမှာဘရိုဟမ်မာက force လေးရောက်လာပြီဘလို့ရောက်လာဆိုတော့သူ့မှာဗျာ role တွေကကျွန်တော်တို့နှစ်ခုရှိတယ်ပေါ့နော် PVP ရဲ့ PVE ရဲ့ဆိုပြီးတော့ရှိတယ်အဲ့တော့ item တွေထဲမှာမှ PVP မှာမှ PVE မှာမှပေါ့နော် solo base ဆိုတဲ့လက်နက်တွေရှိတယ်လို့အခုလိုမျိုးကျွန်တော်တို့အုပ်စုဖွဲ့သွားတဲ့လက်နက်တွေရှိတယ်လက်နက်နဲ့ base ပေါ့လေ base ဆိုတာအိုးထုတ်ရဲ့အင်ကြီးရဲ့ဖက်နက်ရဲ့ကိတ်ရဲ့လက်နက်ရဲ့ပေါ့နော်ဆိုတော့အဲ့လိုဆက်ဆံအောင်ပြောတာပေါ့အဲ့တော့ဟိုဒီမှာ PVE မှာအဲ့လိုရှိတယ်အဲ့တော့ PVP မှာ PVE ဆိုတော့ခုနကလိုကျွန်တော်တို့ static ဝင်နေတာပေါ့လေPVP ကျတော့ player to player versus player ပေါ့လေplayer versus player ကျတော့လေအဲ့လိုပဲ solo base နဲ့ solo တယောက်တည်းချတဲ့ base မျိုးရှိတယ်50ယောက်နဲ့ချတဲ့ base မျိုးရှိတယ်အယောက်350နဲ့ချတဲ့ base မျိုးရှိတယ်ဆိုတော့အရေးကြီးတာကဘေးတိုင်းမှာသူကဒီဘေးကြိုက်တာဆင်လို့ရတာနဲ့ဖြစ်သွားတာမျိုးလည်းမဟုတ်ပြန်ဘူး။ဘာလဲဆိုတော့ဘေးတစ်ခုချင်းစီမှာသူ့ရဲ့ specialization ဆိုတဲ့ကျွမ်းကျင်မှုပေါ့လေ။ကျွမ်းကျင်မှုတွေရှိတယ်။ဒီလိုမျိုးကျွမ်းကျင်မှုတွေရှိတယ်။ဒီမှာဆိုကျွန်တော်တို့42ပဲရှိတယ်။ဒီမှာဆို15ပဲရှိတယ်။အဲ့တော့ကျွန်တော်တို့နဲ့ဗျာဟိုတူတယ်ပေါ့ level တူတယ်ဆိုကြပါစို့ဗျာ T စီရင် T ရင်ပေါ့ရှင်းချကြတယ်ပေါ့ကျွန်တော်က42ပဲရှိတယ်ဒါပေမဲ့ तू ကဒီနေရာမှာစုစုပေါင်း100ရှိတဲ့အနက်မှာ100လုံးပြည့်ထားရင်ကျွန်တော်ကရှုံးဖို့များတယ်ပေါ့ဟိုကိုယ့်ရဲ့ဟိုကကျွမ်းကျင်မှုနဲ့တော့ဆိုင်ကျွမ်းကျင်မှုဆိုတာ personally အရာကျွမ်းကျင်မှုနဲ့လည်းဆိုင်သေးတာပေါ့လေ space ရှောင်တာတို့ဘာတို့အဲ့ပေါ်မူတည်ပြီးတော့မှ damage ထိချက်ကလည်းရှိမှာဟုတ်ဒါပေမဲ့လည်း तू တစ်ချက်ကိုတစ်ချက်ချနေမှာဆိုလို့ရှိရင်တော့ तू က100ရှိပြီးတော့ကိုက42ရှိတယ်ဆိုလို့ရှိရင်ကိုပဲရှုံးမှာအဲ့လိုမျိုးပေါ့နော်သူက specialization ဆိုပြီးရှိတယ်အဲ့တော့အဲ့ specialization ကသူတင်ရတာအဲ့တော့ကျန်တဲ့ဟာတွေဆက်မသွားခင်မှာ specialization ကကျွန်တော်ဒီမှာ Avian online မှာ specialization ကအတက်ပဲဗျအဲ့တော့ specialization ကဘာတွေရှိတယ်လဲဆိုတော့ဒီမှာဒါလက်နက်တွေပေါ့နော်ဒီဘက်ချက်မှာလက်နက်မှာကျွန်တော်တို့က resource သုံးရတဲ့ဟာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကတန်တယ်ကိုအသုံးပြုပြီးသုံးရတဲ့လက်နက်ရယ် leather ကိုအသုံးပြုပြီးသုံးရတဲ့လက်နက်ကတစ်သားကိုအသုံးပြုပြီးသုံးရတဲ့လက်နက်ရယ်ဝါကိုအသုံးပြုပြီးသုံးရတဲ့ဆိုလက်နက်ဆိုပြီးတော့ဟွာတွေရှိတယ်ဘေး on နေ resource တွေရှိတယ်ပေါ့ဒီမှာဆိုရင်လည်းဒါ mate ပေါ့ mate ကလည်းဒါတစ်သားတွေဘာတွေကိုသုံးရတာပေါ့လေအဲ့တော့ဒီမှာ mate ရှိတယ် mate ဆိုတဲ့နေရာမှာ healer ရှိတယ် fire ရှိတယ်ရေခဲရှိတယ်ချိန်စာမြန်မာလိုဆိုချိန်စာကိုဆိုကြပါဆို cost ဆိုတော့ပြီးရင်အင်ကြီးမှာဆိုတော့ကလပ်ဒါဟိုနေကလိုနဲ့ပတ်သက်တဲ့အင်ကြီးတွေဒီမှာဆိုရင်လည်းဒါ healer နဲ့ damage နဲ့ပါထားတဲ့လက်နက်မျိုးပေါ့ပြီးတော့ဒီမှာလှန်တို့ဒါတွေပေါ့နော်အဲ့ဒါတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒီအမျိုးမျိုးတွေရှိတယ်အဲ့ဒါတွေကကျွန်တော်တို့ကတခုတည်းကိုတင်ပြီးတော့အကုန်ပြီးသွားတာမျိုးမဟုတ်အဲ့တခုချင်းစီမှာတခုချင်းစီလက်နက်တွေရှိတယ်ကိုကင်ကျင်တဲ့လက်နက်ကိုခုနကပြောတော့10ယောက်ဆော့မှာလားတယောက်တည်းဆော့မှာလားဘာ PVP ဆော့မှာလား PVE ဆော့မှာလားမဟုတ်ဒီလက်နက်တွေကပြောင်းသွားမယ်ဗျာတချို့လက်နက်တွေကတော့ PVE ရော PVP ရောသုံးလို့ရတာမျိုးရှိတယ်ဒီအင်ဂျီဝယ်စားရည်လည်းအဲ့လိုပဲ PVP လား PVE လားဆိုတော့အင်ဂျီဝယ်စားစပတ်တွေအကုန်လုံးကတခုကိုသုံးတဲ့ဟာရဲ့တခုချင်းတည်းကစပတ် specialization ဆိုပြီးတော့လိုတယ်ဗျာအဲ့လိုပဲဒါကလက်နက်ပေါ့ဒါပေမဲ့ဒီမှာကချတာကြီးပဲမဟုတ်ဘူးမချဘဲနဲ့လဲဘရိုတယောက်တွေ့ဘူးတဲ့သူ့ရဲ့ morphine ကtotal morphine ကသိန်းကနန်းပဲရှိတယ် million တော့မရှိဘူးသိန်းကနန်းကျော်ပဲရှိတယ်ဒါပေမဲ့သူ့ရဲ့ crafting ကmillion 100 million လားမသိရှိတယ်ဘလို့ craft လာလဲတော့မသိဘူးအဲ့လိုပြောပေါ့နော်ဘာမှလိုက်မတက်ပဲနဲ့ crafting သီးသန့်လုပ်လို့ရတယ်အဲ့တော့ crafting ကဘာတွေရှိတယ်လဲဆိုတော့ကျွန်တော်တို့စားလို့ရတဲ့ potion တွေ craft လို့ရတယ် potion craft မ craft ချင်ဘူးဆိုလဲဆိုင်စားရတယ်ဒါပေမဲ့လဲဆိုင် premium လို့တယ်ပြီးတော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးဘာမှမလုပ်ချင်ဘူး
ရှိတဲ့ resource တွေပဲတူးကျင်တယ်ဆိုရင်လည်း resource တူးလို့ရတဲ့နည်းလမ်းတွေရှိတယ်အဲ့ဒါငားများလို့ရတယ်ဝါကုန်းခူးလို့ရတယ်ကြောက်တူးလို့ရတယ်လဲသားလှီးလို့ရတယ်တစ်သားခုတ်လို့ရတယ်ကြောက်တုံးတူးလို့ရတယ်ပြီးတော့ဒီဘက်မှာကတော့ဒါတွေကလက်နက် crack တာပေါ့နော်ဥပမာ fire တွေကလက်နက်တွေ crack မလားတခုချင်းစီပေါ့လက်နက်တွေအင်ကြီးတွေဝင်စားတွေပေါ့ဒါပေမဲ့တခုချင်းစီဒီဘက်မှာလည်းအဲ့လိုပဲကိုက crack ပြီဆိုရင်မြက်အောင် crack ရတာပေါ့အဲ့တော့အဲ့မြက်ဖို့ဆိုတာက specialization ရှိမှမြက်မှာပြီးတော့ market ရဲ့သဘောတွေ daily ပေးထားတဲ့ bonnet တွေအဲ့ ball တွေမူတည်ပြီးတော့မှ crack ရမှာပေါ့လေနော်ဆိုတော့ဒီမှာ Disney book ကကျွန်တော်တို့အတွက်အရေးကြီးဆုံးသောဟာပဲပြီးတော့မှအဲ့ထဲမှာအရေးကြီးတာတော့ကျွန်တော်တို့ရဲ့ specialization တွေပေါ့ဆိုတော့ဒီမှာကျွန်တော်တို့ newbie တယောက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကြံပေးချင်တာကတော့ item ကို solo သွားမယ်ဆိုလို့ရှိရင်တစ်မျိုးတည်းပဲကြိုင် PPE item PPP ပဲဖြစ်ပြီး item ပေါ့လေ solo သွားမယ်ဆိုတစ်မျိုးတည်းကြိုင်ဗျာကျွန်တော်အဲ့ပြီးတော့မှအုပ်စုဘက်သွားမယ်အခုလိုမျိုးပေါ့လေကျွန်တော် static တွေပဲသွားမယ်ဆိုတော့တစ်မျိုးပဲကြိုင်အခြားဟာတွေရှောက်မကြိုင်နဲ့ပြီးတော့မှ ZVC သွားမယ်ဆိုတော့တစ်မျိုးပဲကြိုင်ကျွန်တော်တို့ရဗျာဒီမှာတရက်2ရက်လောက်လက်နက်လေးတစ်ခုကင်ပြီးသွားပြေးသွားရင်ဗျာဒီလားဟိုလက်နက်လေးကလည်း YouTube မှာကြည့်လိုက်ပြီးဟိုလက်နက်လေးကလည်းပိုကောင်းမလို့ပေါ့ဒါပေမဲ့ဘယ်ဟာမှပိုမကောင်း Pro specialization မရှိသေးရင်ဘယ်ဟာမှပိုမကောင်း specialization ရှိမှပဲကောင်းတာအဲ့ဒါက specialization ကရှိတာရင် PPP ချတဲ့ item နဲ့ PPE ချတဲ့ဆိုတဲ့ item ကရှင်းချလို့ရတယ် specialization ရှိအဲ့တော့ဘယ်ဟာပဲဖြစ်တစ်ခုတည်းကင်တာကောင်းတယ်ပေါ့နော်ကိုယ်စော်ဆိုရင်လည်းတယောက်တည်းပဲတွဲတာကောင်းတယ်ပေါ့နှစ်ယောက်တွဲရင်ပြာများတယ်ဂုံယူစရာလည်းမကောင်းပါဘူးနှစ်ယောက်တွဲလက်နဲ့လည်းတစ်ခုကင်ဂုံယူစရာမကောင်းတယောက်တည်းပဲကောင်းတယ်အဲ့တော့ဘယ်ဟာပဲဖြစ်တစ်ခုတည်းကို crack မယ်ဆိုလည်းတစ်ခုတည်းကိုပဲ crack ဟိုဟာ crack ချင်တယ်လို့ဒီဟာ crack ချင်တယ်မလုပ်နဲ့ site လို့ site ပြိုးရင်းမှာလည်းတစ်ခုတည်းပဲ site ပြိုးရေးလို့လက်နဲ့ဆိုရင်လည်းတစ်ခုတည်းပဲကင်အဲ့တစ်ခုတည်းကိုပဲတင်ဘာဖြစ်လို့ကျွန်တော်တစ်ခုတည်းတင်တယ်လို့ပြောလဲဆိုရင်အဲ့တစ်ခုက100ပြည့်သွားပြီဆိုတာ ਨੇ ကျွန်တော်ဒီမှာရတဲ့ convert vein တွေကကြံတဲ့ဟာတွေကိုကင်ပြီးစော့စရာမလိုပဲနဲ့စော့စရာတော့ဟို T4 လောက်ထိတော့ကင်ဖို့လိုတယ်ဗျာအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကဒီမှာကြည့်လိုက်ကျွန်တော်မှဒီမှာတော့2သိန်းက2မီ 2.5 မီရှိနေတဲ့အတွက်ဒါလေးကိုနှိပ်ပြီးတော့ဒါမစော်ပဲနဲ့သွားကောက်ပြီးတင်ပလိုက်လို့ရတယ်ဖြုတ်ဆိုကိုမစော်ဘူးတော့ကင်ပြီးတော့တင်စရာမော်တွေရှောက်တက်စရာမလိုကောက်တင်ပလိုက်လို့ရတယ်ဆိုတော့အဲ့လိုမော်တွေနော်ဆိုတော့အဲ့တခုသာ100ပြည့်သွားရင်ဟိုကကျွန်တော်တို့ ਨੇ static လိုက်တယ်ဗျာ static လိုက်ပြီးတော့ဘလိုကတခုတည်းပဲကင်နေဆိုလို့ရှိရင်အဲ့တခုတည်းကပဲတက်သွားပြီး100ပြည့်သွားပြီးနောက်ပိုင်းဟို pro PPP ပဲတင်နေရင် PPE ပဲတင်နေရင်ဘယ်သူမှကျွန်တော်တို့ဒီလက်နက်လေးနဲ့ live ပြရစီတော့ fade တက်ချင်လို့ပြောစရာမလိုတော့တကယ်လိုတဲ့ item ကိုပြည့်သွားပြီးသွားရင်ကိုကြိုက်တဲ့ item ကိုကောက်တင်လိုက်ရုံပဲဗျာကိုကြိုက်တဲ့ဒါကြီးကဘာဖြစ်လို့ပွင့်နေရဩဒါအစ်စ်မလို့နေတယ်ကိုကြိုက်တဲ့ item ကိုကောက်တင်ရုံပဲဗျာဟိုအဲ့လိုကျွန်တော်တို့ဒီလက်နက်တွေ live တင်ပေးပါလို့ပြောစရာမလိုတော့ဘူး static တွေပါတယ်ဝင်ပြောပါတယ်အဲ့တော့ newbie အနေနဲ့ဆိုရင်တော့ကျွန်တော်အကြိုက်ဆုံး PPE item ကတော့ဒီဟာပဲဒီလက်နက်တွေကဒီT2 ဒီဓာတ်ကိုအရင်ကင်ရတယ်ဗောလေကင်ပြီးတော့မှဒီဟိုနေ့ကိုကင်ဗာလဲဒီကောင်က PPP လဲကောင်းသလို PPE မှာလဲသုံးတယ် PPE မှာတော့အသုံးတယ်ဒါပေမဲ့ PPP မှာလဲသုံးလို့မရဘူးလို့ဆိုတော့ရတယ်ကျွန်တော်တို့3ယောက်1ယောက်4ယောက်1ယောက်ရိုက်သွားတာဒီ Battle X နဲ့ရိုက်သွားတာခုနဒီညနေ live stream မှာနေရှိတယ်ဆိုတော့ဒီမှာဒီဟာပေါ့နော် Battle X PPE လဲကောင်းတယ် solo ကောင်းတယ်ဒန်ဂျန်ဝင်လဲကောင်းတယ်ဟိုဟာဗာလဲအပါဝင်လဲကောင်းတယ်ဆိုတော့အဲ့ဒါကောင်းတယ်နောက်တစ်ခုကဗာလဲဆိုတော့3ယောက်1ယောက်ချလို့ရတဲ့ item ကဒီထဲမှာရှိတယ်ဒီမှာကျွန်တော်တဘာဝဒုတ်တော်ကြီးပေါ့လေ nature stat လို့ခေါ်တယ်တဘာဝဒုတ်တော်ကြီးပေါ့အဲ့တဘာဝဒုတ်တော်ကြီးတွေကဒီမှာ blight stat တို့ဒါ solo 1-1မှာကြောက်ကြတယ်ဒီဟာ1-1မှာကြောက်တယ်တယောက်2ယောက်တော့ပေးချလို့ရတယ်ဗျာဒီကောင်နေဆိုရင်ဒီကောင်က heal ပါလို့သူ့ရဲ့ effect က heal ပါလို့ပြီးတော့ damage လည်းပါတယ်အဲ့လိုမျိုးပေါ့ဗျာဟိုသူ့အားတက်ချက်နဲ့သူပေါ့ဒါပေမဲ့ဒီကောင်100ပြည့်သွားရင်လည်းကောင်းတယ်ဒါပေမဲ့ဒီကောင်က100ပြည့်သွားရင်ကျွန်တော်တို့ fight တွေမှာတော့ live လို့ရတယ်ဗျာ static တွေမှာတော့ live လို့မရဘူးအဲ့လိုပဲဒီကောင်ကလည်း solo တွေအတွက်ကိုပြောတာနော် solo တွေအတွက်ကိုဒီဟိုဟာလည်း battle 8ကလည်း solo တွေမှာကောင်းတာ fight တွေမှာတော့မသိမကောင်းခုနကဟာတော့ fight တွေမှာကောင်းတယ် blind stack ကတော့ small scale တွေမှာကောင်းတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဟိုအဲ့လိုဟိုစုပြီးသွားကြတယ်ဆိုလို့ရှိရင်တော့အဲ့လိုဘိုးအစုပြီးသွားလို့ရတဲ့ item တွေရှိတယ်အဲ့ဒါတွေကတော့အတူလာဆော့မှာပဲပြောပြတော့မယ်ပေါ့လေဒီဘိုးတွေမှာရှိတယ်
ပြီးရင် fire တွေမှာရှိတယ်ပေါ့နော်ဆိုတော့အင်ကြီးတွေဆိုလည်းအဲ့လိုပဲဒါ close တွေကိုတင်ထားပြီးလို့ရှိရင်ဒီဟိုနေ့က plate ထဲကဟာတွေတင်ထားပေါ့လေတင်ပြီးတော့ဆော့ပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့လူတယောက်ချင်းစီမှာရှိတဲ့ဟိုတကူခိုးလို့မရတဲ့ဟာပေါ့ကျန်တဲ့ပစ္စည်းတွေကကိုယ်နဲ့ပါရင်ကြတယ်ဗတဲ့ ace ကတဲ့ဘိုးကိုတဲ့မနိုင်ဘူးတဲ့ဗတဲ့ ace ကနိုင်ပါတယ်ဗျဒါပေမဲ့ဘိုးကပြေးနေလို့ရှိရင်တော့ဘိုးကပြေးတဲ့တော့မနိုင်ဘူးပေါ့လေဗတဲ့ ace ကလည်းဘိုးကိုပြေးလိုက်အနီးကချအောင်လိုက်တက်လို့ရှိရင်နိုင်တယ်အဲ့ဒါက PPP စကေးပေါ်မူတည်တာပေါ့လေဖက်နက်စပဲကိုဘယ်ချိန်သုံးမယ်ပေါ့မူတည်တယ်သုံးထားတဲ့ဖက်နက်ပေါ်လည်းမူတည်သေးတယ်ဘိုးကိုမနိုင်တာတော့မဟုတ်ဘူးဘိုးကိုလည်းဗတဲ့ ace ကနိုင်တယ်ဗတဲ့ ace ကိုလည်းဘိုးကနိုင်တာပဲအဲ့ဒါသုံးတဲ့ပေါ်ပဲမူတည်တာပြီးတော့ specialization ပေါ်မှာမူတည်တယ်ပြီးတော့ဒီ item ပေါ်မှာကိုဘယ်လောက်ထိရင်းနှီးကျွမ်းဝင်နေလဲပေါ်မှာလည်းမူတည်သေးတယ်ပေါ့လေဟိုဒီတိုင်းပဲရှင်ခုတ်နေတယ်ဆိုလို့ရှိရင်တော့ဘိုးကဗတဲ့ ace ကိုမနိုင်ဘူးဘိုးကဘာလို့နိုင်လဲဆိုတော့ဘိုးကခုံပြေးလို့ရတယ်ပြီးရင်သူ့ရဲ့ auto spare က close auto spare တွေတော်တော်များများပါတယ် not back ပြန်ပြီးတော့ပြန်ပေးတာအဲ့ဒါတွေခုံပြေးတာတွေခုံပြေးလိုက်ပြစ်လိုက်အနာကလာလို့ရှိရင်ဖက်နက်စပဲသုံးပြီးပြေးလိုက်ပြီးရင်တော့ဒီဘိုးမှာခုံပြေးလို့ရတဲ့ပြေးလိုက်အဲ့လိုမျိုးလုပ်ပြီးတော့ဆော့လို့သူ့ရဲ့ကျွမ်းကျင်မှုပေါ့ဒါပေမဲ့လည်းအဲ့လိုခုံပြေးတဲ့နဲ့လွတ်တလားဆိုတော့မလွတ်ဘူးဗတဲ့ ace ကသုံးတက်တဲ့သူဆိုလို့ရှိရင်ဗတဲ့ ace မှာလည်းလိုက်လို့ရတဲ့ဟာရှိတယ်ဖက်နက်စပဲသုံးတက်ရင်ဆိုတော့ကျွမ်းကျင်မှုပေါ်လည်းမူတည်တာဘယ်ဟာကိုနိုင်လဲဆိုတာတော့မရှိဘူးဟိုဘယ်လက်နက်ကဘယ်လက်နက်ကိုနိုင်ပါတယ်ဆိုတာမျိုးတော့မရှိဘူး PPE ကလည်းကျွန်တော်တို့ PPP ကိုရိုက်သွားတာရှိတာပဲဆိုတော့ခုနကျွမ်းကျင်မှုနဲ့ဒီလက်နက်ပေါ်ဘယ်လောက်ထိအကျွမ်းတုံဝင်ဖြစ်နေတယ်ပုံမှန်မူတည်တာအဲကြောင့်မို့လက်နက်တစ်ခုတည်းကိုသုံးပါလို့ပြောတာလက်နက်တစ်ခုတည်းသုံးလို့ရှိရင်တော်တန်ကောင်မကြောက်ဘူးပေါ့လေပြီးတော့ဘိုးကရှင်ချလို့ရတယ်ဗျာဘိုးဟိုနဲ့မတ်တက်တာဇုံရက်ချလို့ရှိရင်ဘတ်တယ်အိတ်နဲ့ရှင်ချလို့ရတယ်တကယ်ပြောတာမတ်တက်တာဇုံရက်ချသူနဲ့ကိုယ်နဲ့ level 2ဘာတူညာတူပေါ့လေဥမာဘိုးကဘာနန်တို့ဘာလို့ဆိုရင်စပဲတာတယ်ဗျာငုတ်တုတ်ပြီးရှင်ရိုက်လို့ရှိရင်ဒါဆိုဘိုးကဘာနန်ကိုရှောင်ပြီးတော့မှဗတဲ့အိတ်ကသူ့ရဲ့ RD ကဖြောင်းနဲ့ပြစ်လိုက်သွေးငေါ့ဆိုပြန်တက်တယ်ဗျာသူ specialization မှာမူတည်ပြီးပြန်တက်တယ်အဲ့တော့ဒီကောင်ကအဲ့ဒီ RD ရဲ့ပြီးလို့ရှိရင် mercenary jacket ရဲ့ဆိုလို့ရှိရင်သွေးကမလျော့တော့ပြန်တက်တယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့လေဟိုတစ်ခုတစ်ခုတော့မတူပါဘူးဆိုတော့ဟိုကျွမ်းကျင်မှုနဲ့လည်းဆိုင်သေးတယ်ပေါ့လေဆိုတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့ဆိုတော့ဒီမှာ PPE အဲ့လိုမျိုးတွေ PPE တွေရှိတယ် crafting ရှိတယ်ဆိုတော့ဒါကတော့ဒီလိုမျိုးပေါ့ဒါပေမဲ့ဒီမှာတရားကအရန်ကျေပြန့်တယ်ဗျာကျွန်တော်ပြောတာတော့ basic level ပဲဟိုတယောက်တည်းဆော့လို့ရတဲ့ဟာမျိုးတော့မဟုတ်ဘူးဒီကောင်ကတယောက်တည်းဆော့လို့မရလို့တော့ရတယ်ဒါပေမဲ့ solo ပဲတယောက်တည်းဆော့တယ်ဆိုလို့ရှိရင်တယောက်တည်းပဲဗျာတကယ်တော့ဒီမှာ community အကြီးရှိတယ်ဗျာသိလားဆိုတော့ဒီမှာကဇုံနှစ်ခုရှိတယ်ဗျာ Royal Container ဆိုတဲ့ဟာရှိတယ်ပြီးရင်black zone ဆိုပြီးတော့ရှိတယ် Royal Container ထဲမှာက blue zone နဲ့ yellow zone ဆိုပြီးတော့ရှိတယ်ပေါ့အဲ့ကောင်က yellow zone မှာတော့ PPP ကိုလက်ခံတယ်ဒါပေမဲ့မသေးဘူး yellow zone blue zone ကတော့ PPP ချလို့ PPP ဆိုတော့ခုနကပြောတဲ့လူတက်လို့ရတဲ့ဟာပေါ့နော်ဒီမှာကတော့လူကိုတယောက်နဲ့တယောက်ချလို့ရတယ်ဒါပေမဲ့ချလို့ရအောင်လုပ်လို့ရဒါပေမဲ့ဘိုက်တွေကပစ္စည်းတွေမကြဘူးတော့ပဲတော့တယ်ဒီကောင်ကတော့လူလုံးဝချလို့မရဘူးဒီမှာကတော့လူချလို့ရပြီးတော့လူတက်လို့ရတယ်ဒါပေမဲ့ဂန်ကာချိန်ထားမှာဂန်ကာချိန်တော့ဓမြလုံးမယ်လို့ချိန်ထားမှာပေါ့လေဒါပေမဲ့ဒီဘလက်ဆိုကြတော့ငါနဲ့မတူရင်ငါရန်သူပဲအကုန်လုံးကဂေးမတူဘူးဆိုရင်အကုန်လုံးကကိုယ့်ကိုတက်လို့ရတယ်အကုန်လုံးကကိုယ့်ကိုတက်လို့ရတယ်ကိုယ့်ထက်ပစ္စည်းတွေလည်းကြတယ်ကျွန်တော်တို့ဒီမှာက politics မြန်မာလိုတော့မပြန်ပြတော့ဘူးပေါ့နော်ဒီ black zone ရဲ့ politics ရှိတယ်အဲ့ဒါ gay ပေါ့ဒီမှာကြည့်ဒီမှာ political view ဆိုတာရှိတယ် gay ပေါ့နော်အဲ့ gay ဆိုတဲ့ကျွန်တော်တို့ရဲ့ party တွေကသိမ်းထားတာပေါ့သိမ်းပြီးတော့ဒီရဲ့ resource တွေကိုယူတာဒီအောင်တော့သိမ်းပြီး season point တွေပေါ့နော် gay ကဘယ်ငါတို့ကဘယ်လောက်ထိတက်နိုင်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးရှိအဲ့ politics ကဘာလဲဆိုတော့ဘယ်လောက်ထိနည်းနည်းလဲဆိုရင်တကယ်နဲ့တကယ်ဟိုတုန်းကကျွန်တော် WhatsApp မှာတုန်းကဆိုတကယ်နဲ့တကယ်စပိုင်တွေလွတ်ပြီးတော့သူတို့ဘာတွေလုပ်နေလဲသူတို့ကဘယ်ကိုသွားတယ်ဘာတွေကြံနေလဲသူတို့ရဲ့စစ်မှတ်6လစာပလန်ကဘာလဲဆိုတဲ့ဟာတွေသိအောင်လို့စပိုင်တွေလွတ်ပြီးတော့မှတကယ်နဲ့တကယ်ပြိုင်ဆိုင်မှုတွေရှိတယ်ဒါအေရှားစာပါမှာတော့မသိဘူးပေါ့လေကိုတော့ WhatsApp မှာလူအရန်ကြက်တော့ဂေးတွေကအရန်ထောင်နေဗျအဲ့လိုဆိုတော့အဲ့လိုမျိုးစပိုင်တွေလွတ်ပြီးတော့သွားပြီးတော့ဂေးတွေလူတွေထည့်ထားတာကိုလူတွေထည့်ထားတာထည့်ပြီးတော့အဲ့ဂေးကိုပြုတ်ဖြုတ်တာအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေရှိတယ်ပြီးတော့ဒီမှာဂေးဝင်ရတယ်ဂေးဝင်လို့ရှိရင်ကျွန်တော်တော်တော်များတာဗျာငါ9%နဲ့ငါပေးဆိုတာပဲကွာဂေးဝင်တယ်ငါဂေးမရှိလို့ဝင်တာပဲဆိုအဲ့လိုလုပ်လို့မရပြန်ဘူးပေါ့နော်ဒီမှာကဂေးဝင်ပြီးသွားလို့ရှိရင်
အဲ့ကျွန်တော်တို့ရဲ့ဟိုစကွက်ပေါ့လေထားပါတော့ဒါပေမဲ့ဒီမှာကတော့အယောက်450ဝင်လို့ရတဲ့ဟာမျိုးပေါ့ဥပမာ gay ရဲ့ activity ကိုလုတ်ပေးနိုင်မှပဲဝင်တာကောင်းတယ်ပေါ့လေမလုတ်ပေးနိုင်မဝင်နဲ့ gay activity ကိုတစ်ပတ်မှာတစ်ခါနှစ်ခါလောက် join ပြီးတော့ဘာပဲလုပ်ရဗျာတခုခုဘာ activity ရှိသေးလဲကျွန်တော်တို့လိုက်မယ်တော့ဆိုပြီးတော့တွားပေးနိုင်မှပဲဝင်တာကောင်းတယ်အဲ့လိုမတွားပေးနိုင်လို့ရှိရင်ဗျာတာဝန်မဲ့ရကြတယ်ပေါ့လေဘာလို့သူတို့စီကကိုဘာမှမရဘူးဗျာ gay ကဝင် join တယ်ဆိုတာကကိုခုနကမနေ့ဟိုတနေ့ကရှင်းပြတယ်လို့ပဲကိုတမေးကိုစားပြီးကြီးတော်တော်ကိုကြောင်းရတာဘာလို့အတူတူဆော့ကျင်လို့အဲ့ဒီကလူတွေနဲ့အတူတူဆော့ကျင်လို့သူတို့ကလည်းအဲ့လို gay ဘလက်စုံမှာ high out တစ်ခုဖြစ်ဖို့အများကြီးစူးစမ်းရတာလွယ်လွယ်နဲ့မရဘူးဘလက်စုံမှာအခုကျွန်တော်တို့ T5 ဇုံပဲဖြစ်ဖြစ် T4 ဇုံပဲဖြစ်ဖြစ်ပေါ့နော် high out တစ်ခုရဖို့ကအများကြီးစူးစမ်းရတာဟိုအဲ့လို communication တွေအများကြီးလုပ်ရတာဗျအဲ့ဒါကိုကျွန်တော်တို့က gay ထဲဝင်ပြီးတော့သူတို့ရဲ့ high out မလေးမှာတွားပြီး resource တွေကိုတွားပြီးတော့ UT ဖြစ်စေ BUT ဖြစ်စေတွားယူပြီးတော့သုံးဖို့ဆိုတာကျွန်တော်တို့ကလွယ်လွယ်လေးရခဲ့ပြီမဲ့သူတို့ကအများကြီးလုပ်တာအဲ့တော့အဲ့ဒီအတွက်တုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့က gay ကိုမဝင်အတူတူမစော့ကျင်ဘူးငါတို့ကကြိုက်တယ်လို့စော့ကျင်တာကွာဆိုရဲစိတ်ရှိမဝင်နဲ့ဆိုလိုပဲစော့အတူတူစော့မယ်ဆိုတဲ့စိတ်ရှိမှပဲဝင်လို့ကောင်းတာ gay အတွက်တခုခုလုပ်ပေးပါမယ်ဆိုမှပဲဝင်လို့ကောင်းတာဘရိုအတွက်တော့ gay ကဘာမှလုပ်မပေးနိုင်ဘူးဒါပေမဲ့ gay အတွက် activity လိုက်မယ်ဆိုလို့ရှိရင်ဘရိုဆုံးရှုံးတဲ့ဥစ္စာတွေကိုပြန်ပြီးတော့အယောစားအယောပဲပေးနိုင်တယ်ဘာဖြစ်လို့ gay က bro ကသူတို့နဲ့အတူတူစော့ကျင်လို့လာတာသူတို့ကလည်း bro ကိုလာပါလို့ခေါ်ကောင်းခေါ်လိမ့်မယ်ဒါပေမဲ့ bro ကိုတခုခုဖြစ်အောင်လုပ်ပေးရပါမလို့ gay ကတာဝန်မရှိဘူးဒါကျွန်တော်လည်းဘာမှမဆိုင်ဘူးเนาะဒီသဘောတရားကိုပြောပြတာအဲ့လိုလက်ခံတယ်မှပြောတာတချို့ကတော့ gay တဲ့ဝင်တယ်ငါ့ကိုတခုခုလုပ်ပေးအဲ့လိုမလုပ်ပေးငါမှစော့ကျင်ဆိုစော့မယ်ပေါ့ငါတို့နေတို့ခေါ်ချင်ကိုမခေါ်ချင်နေပေါ့လေအဲ့လိုမျိုးလုပ်လို့မရဘူးပေါ့လေဟိုအားလုံးက commitment နဲ့သွားရတာပေါ့သူတို့ကတော့ကိုယ်ဘာမှလုပ်ပေးမှာမဟုတ်ဘူးကိုယ့်အောင် fan ရမယ် item တွေဝယ်နိုင်အောင်လဲကိုယ့်ဘောင်ကိုfan ရတယ်ဗါလဲခုနလို specialization တွေတက်အောင်လဲကိုယ့်ဘောင်ကို fan ရလဲအဲ့ဒါတွေလုပ်ပြီးတော့ကျွန်တော်လိုက်ပြရစီလို့ပြောရတာအဲ့လိုမှမစုံဘူးဆိုသူတို့ကလည်းခေါ်လို့မရဘူးကျွန်တော်ကအဲ့ဒါကိုတီးလို့ဒီ UV တွေကိုကျွန်တော်တို့နဲ့အတူတူလာပြီးတော့ static ကို fan ပါလို့ပြောတာကအခြားသူတွေနဲ့စောတဲ့အခါမှာမျက်နှာမငယ်ရအောင်လို့ static ကို fan စေချင်တာပေါ့လေဘာလို့ fame မရှိဘူးဆိုရင်ဗျာအဲ့လို specialization မရှိဘူးဆိုရင် bro မလို့ TA ကြီးပဲစင်နိုင်ဒီမှာကြည့်ကျွန်တော်တင်ထားရပါမယ်ကြည့်လိုက်ဟမ်ဘာဂါဘာမှမရှိဘူးသူအောင် TA စင်ထားပါသေး specialization မရှိဘူးဆိုလို့ရှိရင်မျက်နှာရမ်းငယ်ရတယ်အဲကြောင့်မို့ကျွန်တော် newbie တွေကိုကျွန်တော်လည်း static တွေပါလိုက်ပါဆိုတာကအဲ့လိုအနည်းဆုံးတော့ဗျာတနေရာသွားမယ်ဆိုလို့ရှိရင် item တွေက specialization လေး50 100ဖြစ်နေလို့ရှိရင်ဟိုစကားပြောလို့ကောင်းတယ်ဗျာမဟုတ်လို့ရှိရင်ဟိုအဲ့လိုမျက်နှာငယ်ရတယ်အဲကြောင့်မို့လို့ကျွန်တော်ကတင်ပါလို့ဆိုပြီးတော့ပြောတာပေါ့လေနော်ဆိုတော့အရင်ဆုံး newbie တယောက်အနေနဲ့ဆိုလို့ရှိရင်တော့ black zone မထွက်သေးပဲနဲ့ဒီ Ryan container တွေက Ryan တွေက yellow zone တို့ red zone တို့မှာ dungeon တွေဝင်အကောင့်တွေ like that အဲ့လိုမျိုးပေါ့နော်ရှောက်လို့ပေါ့တယောက်တည်းပဲရှောက်လို့ကျွန်တော်တို့နဲ့ပေါင်းညင်လဲလာလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က bro ကိုတခုခုဆင်ပေးရပါမယ်လို့တာဝန်မရှိဘူးကျွန်တော်တို့ဆင်ခိုင်းတဲ့ဟာကို bro ဆင်နိုင်မှဖြစ်မယ်ကျွန်တော်တို့ဆင်ခိုင်းတဲ့ဟာကို bro မဆင်နိုင်လို့ရှိရင်ကျွန်တော်တို့နဲ့လိုက်လို့မရဘူးဒါဟိုတက်စကားကြီးမာနာကြီးပြီးပြောတာမျိုးမဟုတ်ဘူးเนาะဟိုဟာလေသဘောတရားကိုပြောပြတာဆိုတော့အဲ့လိုမျိုးဆိုတော့bro ကဒီမှာ fan ပြီးတော့မှ bro မှာပတ်စံလေးပါလေးရှိလာပြီဆိုလို့ရှိရင် bro မသိဘူးဆိုပြောပြမယ်newbie တွေပေါ့နော်ရှိခဲ့တယ်ဆိုရင်ပြောပြမယ်လိုအပ်တဲ့ဥစ္စာကို bro newbie ဆိုရင်ကျွန်တော်တို့ဘက်ကထောက်ပံ့ပေးတာမျိုးရှိမယ်ဒါပေမဲ့ထောက်ပံ့ပေးရပါမယ်လို့ကျွန်တော်တို့မှာတာဝန်မရှိဘူးပေါ့လေတက်နိုင်တဲ့လောက်ကတော့ bro ပဲရအောင်ကိုဖန်တီးရမှာကျွန်တော်လုပ်ပေးနေတယ်ဆိုတာကလည်းဟိုဒီကိုကျွန်တော် live stream ကိုလာပြီးတော့မှလာလုပ်တဲ့သူတွေ newbie ဒီဖြစ်တဲ့အတွက်ကိုပေးတယ်ပေါ့ဒါပေမဲ့သူတို့လည်းကျွန်တော်တစ်ပတ်တစ်ခေါက်နှစ်ခေါက်သုံးလေးခေါက်တစ်ပတ်နှစ်ပတ်ပေးပြီးသွားရင်ကျွန်တော်လည်းမပေးတော့ဘူးပေါ့လေဘာလို့ရှာတက်သွားပြီးနည်းနည်းလေးတိသွားပြီးဆိုရင်ရအောင်လိုက်လို့ရမှာကကိုယ်တိုင်တာဝန်မဲ့ဘယ်သူမှတာဝန်မရှိဘူးပေါ့လေဒီဂိမ်းကအဲ့လိုပဲကိုတမင်းကိုစားပြီးကြီးတော်တော့ကြောင်းရတာဒါပေမဲ့တကယ်စောတက်သွားပြီဆိုရင်တော့အခြားမတူညီတဲ့နီးလန်းတွေနဲ့ profit ရနိုင်တယ်အုပ်စုဖွဲ့စောတဲ့နေရာတွေမှာပျော်စရာကောင်းတယ်လောင်စရာတွေလည်းရှိတယ်ပေါ့လေပျော်စရာကောင်းတယ်အတူတူလူတွေအများကြီးအတူတူစောလို့ရတယ်ချို့တော်တော်များဂိမ်းတွေကဗျာ9ယောက်တို့6ယောက်တို့ပဲရှိတာဒီဂိမ်းမှာအယောက်20လည်းဖြစ်တယ်အယောက်40လည်းဖြစ်တယ်အဲ့လိုဆိုတော့အဲ့လိုမျိုးတွေအများကြီးတော့ရှိတယ်ပေါ့လေဒါတော့အခြေခံအဖြစ်ပေါ့ကျွန်တော်ကတော့ advanced level တော့မသိပါဘူးကျွန်တော် PPE သမားဆိုတော့ PPE လည်းအဲ့လောက်မစောတတ်ဘူးအခြေခံတွေကတော့ကျွန်တော်သိတယ်ဘယ်ကနေစမလဲကျွန်တော်သိတယ်အဲ့တော့ကျွန်တော်သိတဲ့လောက် new video မျှပေးတယ်ねဒီကနေမှတက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လည်းဆက်မရှင်းပြတတ်တော့ဘူးအခြားသူတွေကိုလိုက်ပြီးတော့မေးရတော့မှာပေါ့လေ YouTube လေးပါလေးကြည့်ပေါ့
ကျွန်တော်လည်း new ဘွားမှာဘာလို့ bro က YouTube မှာ live မလွှင့်ခဲ့တာလဲဗျာ bro new တွေရန်ကန်ကောင်းပါတယ်အေးဗျာတက်နိုင်တဲ့လောက်ပေါ့ဗျာဟိုကျွန်တော်ကလည်းအဲ့လောက်ထိမသိတဲ့သူတွေဒီလောက်ပဲရှင်းပြနိုင်တာပါနည်းနည်းလေးပိုသိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်သိတဲ့လောက်ကတော့ရှင်းပြနိုင်ပါတယ်ဟို crafting ဆိုရင်လည်း crafting နဲ့ပတ်သက်တာ bro တကယ်လုပ်နေရင်ပေါ့ဟိုအခုရှင်းပြဆို bro အခုရှင်းပြလဲ bro မေ့သွားမှာပဲဒါတွေကကျတော့အခြေခံတွေဖြစ်တဲ့အတွက်မမေ့တဲ့ဟာတွေပေါ့စစချင်းမှာတိကိုသိရမှာတွေနောက်ပိုင်းဟာတွေကကျတော့ bro ကိုယ်တိုင်လုံးကြည့်ပြီးတော့မသိမှာပဲမေးတာကောင်းတယ် bro ကိုယ်တိုင်မလုံးကြည့်ပဲနဲ့ကျွန်တော်ရှင်းပြတယ်မေ့မှာပဲဆိုတော့ bro ဟိုရှာနေနေဘာရှာမှာလိုမျိုးလေးပေါ့နော်ဟိုအင်ကြီးလေးဝှလို့ရအောင်လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့နဲ့လာ join လဲကျွန်တော်တို့တင်ပေးမယ် bro တစ်ခေါက်နှစ်ခေါက်စာကတော့ကျွန်တော်အမခံတယ်ပေးမယ်ဒါပေမဲ့နောက်ပိုင်းနေမှာကကျွန်တော်မပေးဘူးပေါ့လေဘာလို့ဆိုတော့ဒါကိုယ်တိုင်လုပ်ရမယ့်ဟာမို့လို့မပေးတာကျွန်တော်မပေးခြင်းလို့မနာလို့မဟုတ်ဘူးကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကိုယ်တိုင်လုပ်မှာပဲရှာနိုင်သွားမှာပေါ့လေနော်တရားရောက်ကပေးနေဗျာမရှာနိုင်ဘူးကျွန်တော်က bro ငါပဲပေးနေ bro ငါပဲစားတတ်မှာငါမများတတ်ဘူးအဲ့တော့ငါများနည်းကိုပြလိုက်ရင် bro ကိုယ်တိုင်ငါများတတ်သွားမယ်အဲ့တော့သူများရှိကငါသွားတောင်းစရာမလိုတော့ဘူးဗျာအဲ့ကျွန်တော်ကတော့ငါများနည်းကိုပေးတာပေါ့ဟိုငါ့ကိုပေးတာကနီးလန်းမဟုတ်ဘူးပေါ့လေအဲ့ကြောင့်မလို့ဆိုတော့ new video ကို welcome ပါကျွန်တော်တက်နိုင်တဲ့လောက်တော့လုပ်ပေးလို့ရပါတယ်အတူတူခေါ်သွားပေးလို့ရတယ်ပေါ့လေဒီမှာကျွန်တော်နဲ့အတူတူလာဆော့တဲ့သူတော်တော်များလဲ new video ကိုလုပ်ပေးပါတယ်အခုဆိုရင်ဟိုတော်ဂေးအကြီးတွေကလူတွေတော့လာပြီးတော့မှကျွန်တော်တို့ static တွေ fan ပေးတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲ9နိုင်လဲထိုးတော့မယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကြည်ပေးတဲ့သူတွေ like လေးတွေတဲလေးတွေပေးတဲ့သူတွေမနေ့ကမှတွေ့ပါမယ်အိတ်တော့အိတ်လိုက်အောင်မယ်ပေါ့လေ